ဒါတော့ gaming phone ပေါ့နော်ကျွန်တော်ဝယ်လာတာ Poco 8 7ပေါ့နော် game ဆော့လည်းကောင်းတယ်ကြော်ခုံးတော့သူမိနစ်ပြင်ကလာခုံးပေါ့နော်ဒီမှာသူ့ကျွန်တော်ကစားပြမယ်ကစား game ကစားတဲ့နေရာမှာအရန်ကောင်းတယ်ပေါ့နော်ဟုတ်လား game ကစားတဲ့နေရာမှာအရန်ကောင်းတယ်ဒါသူရဲ့ဘာစင် NFC လည်းပါတော့ပေါ့နော်သူရဲ့ NFC ရဲ့ဒီကောင်ပေါ့နော် NFC ဆိုတာဒီမှာဖုန်းကိုဖုန်းနဲ့ထိပြီးတော့ငွေရှင်းမဲ့နီးစနစ်ပေါ့နော်ဒီမှာပါတော့ဒီမှာဆက်ရုပ်ပြထားမယ်ဒီကောင်ကတော့ game ဆော့တဲ့နေရာမှာအရန်ကောင်းတယ်ကျွန်တော် game ဆော့လိုက်တယ်နော်ဒါသူရဲ့ပုံသဏ္ဍာန်ပေါ့ဒါသူရဲ့ကင်မရာဒါသူရဲ့နောက်မှာနှစ်ချက်ပေါက်မပါဘူးအာသွင်းပေါက်တစ်ပေါက်နဲ့နှစ်ချက်လည်းအသုံးပြုရတာပေါ့နှစ်ချက်ပေါက်လည်းဒီအပေါက်ပဲဒီ type C ပေါက်ပဲအာသွင်းလည်းဒီ type C ပေါက်ပဲနော်ဒီကောင်မှာကျွန်တော်ဒီမှာ sound box တစ်လုံး sound box ဒီဖြစ်မှာတစ်လုံးရယ် sound box ဒီဖြစ်မှာတစ်လုံးရယ်ဒီခေါင်းပေါ်မှာတစ်လုံးရယ်တလားဒီမှာတစ်လုံးပြီးတော့ဒီမှာလက်မှုဒါကြတော့ဒါလက်မှုပေါ့နော် sensor လက်မှုဒီ offset လက်မှုတို့ TV လက်မှုတို့ L လက်မှုတို့ရှိသမျှအရာတော့ဒါ microphone ပေါက်တော့ microphone တော့နှစ်ပေါက်ပါတယ် microphone တော့နှစ်ပေါက်အတန်ဆက်ထားနဲ့အတန်ဆုပ်အတန်ဖြတ်ပေါက်ဒီမှာလည်း microphone ပေါက်သုံးပေါက်ပေါ့ဒီမှာ sync ကပေါက်ပေါ့နော်သူရဲ့ကင်မရာပိုင်းပြမစင်ပေါ့နော်သူရဲ့ကင်မရာပေါ့နော်ဒါသူရဲ့ကင်မရာကြည့်လားဒါဒီမှာကြည့်လားဒါသူရဲ့ကင်မရာပေါ့နော်ဒါကင်မရာကတော့ 50MP ပေါ့ဒီမှာ 50MP ယူတဲ့ဒီမှာဗီဒီယိုနှစ်ချမ်းရရတော့မှာရှေ့တစ်ချမ်းနောက်တစ်ချမ်းပေါ့နော်ဒီမှာဒါရှေ့တစ်ချမ်းနောက်တစ်ချမ်းရရတယ်ကင်မရာဘိုင်းမှာတော့ပုံမှန်ပဲအနောက်ကင်မရာကြည့်တယ်အရှိကင်မရာမကြည့်ဘူးဒါသူ့ရဲ့ပုံသဏ္ဍာန်ကတော့သူ့ရဲ့ကင်မရာ OIS ပေါ့နော် OIS sensor 50 sensor 50MP OIS ဒီမှာကင်မရာတော့3လုံးပါတယ်နောက်တစ်လုံးကတော့မီးပေါ့နော် Poco X7 ပေါ့နော် game ကစားမဲ့သူတွေစီးချို့ပေးပြီးတော့ကစားလို့ကောင်းမဲ့ဖုန်းတွေ 5G ဆိုရင်ဒီဖုန်းပဲပေါ့နော်ဒီကောင်တော့ 5G game ကစားတဲ့နေရာမှာဥမာ PUBG တို့ဒီ mobile တို့ဆိုရင်တော့setting ကတော့ဒီအလယ်အလားလောက်ချိန်လေးအပေါ့ကစားလို့ရတယ်မကြောင်တစ်ချက်မှမဟုတ်ပါဘူးပေါ့နော်အစုံပဲပေါ့နော်တစ်ချက်မှမကြောင် game ကိုပေါ့ပါလင်းမြန်ဆိုတော့ဆော့လိုက် 5G ပေါ့နော် 5G လည်းရတယ် Nexin ကနက်ကလည်းထည့်ရတာပေါ့နော်ပြီးတော့ wallet လည်းပါတယ်ဒီမှာကြည့်ဒီမှာလားဒါ NFC ဖုန်းနဲ့တုတ်ပြီးငွေရှင်းတဲ့ဟာလည်းပါတယ်ပြီးတော့ဒီမှာ wallet ကတော့ဘယ်နာမှာကွာဒီမှာဒီဒါတော့ wallet ဒီမှာ NFC wallet ကတော့ဒီကိုဘန်နဲ့ချိမစင်ဘန်နဲ့ချိတ်လို့ရတာပေါ့ဒီမှာချိတ်ဘူးတဲ့ဘန်ကတ်တွေဒီမှာလည်းချိတ်လို့ရတယ်ပေါ့ဒါကိုရဲ့ဘန်ကတ်ရှိတာဆက်နဲ့တုတ်ပြီးတော့ငွေရှင်းလို့ရတဲ့အကြောင်းသူပြတာပေါ့ NFC လည်းပါတယ်ဒီကောင်တော့ပတ်စံရှင်းတဲ့နေရာမှာစကန်ကြမလို့လည်းကိုရဲ့စတိုးဆိုင်တွေမှာဒီမျိုးဖုန်းနဲ့တုတ်ပြီးတော့ငွေရှင်းလို့ရတာပေါ့ဒီဖုန်းကဂိမ်းသမားတွေအတွက်ဈေးချိုးနဲ့ပေးရတော့ဒါကတော့ထိုင်ဘတ်ငွေနဲ့ဆိုရင်ကျွန်တော်ဝယ်တာကတော့8500ပေါ့နော် promotion ဈေးပေါ့နော်ဒီ Lazada ထဲမှာမှာတယ်တခြားသော platform ပစ္စည်းမှာတဲ့ platform တော့မှာတယ်တကယ်လို့အကယ်၍သူကမြန်မာငွေနဲ့တွက်မစင်တော့ပေါ့နော်မြန်မာငွေနဲ့တွက်မစင်10သိန်းအကျော်ပေါ့နော်10သိန်းကျော်တာဒီဘတ်8000ကျော်လောက်ပဲရှိတယ်ပေါ့နော်10သိန်းရောက်တော့မရအောင်ဒီဘတ်8000နဲ့900ပေါ့နော်ကျွန်တော်ဝယ်တာတန်တဲ့ဈေးနဲ့မှာလို့ရတယ်ဒီကောင်ကျွန်တော်ဘာဂိမ်းစမ်းခိုင်းမလဲကျွန်တော် comment အောက်မှာရေးလာပြီးတော့စမ်းခိုင်းလိုက်ရတော့ဒီ Poco 7ကတော့ကာလာလဲလာတယ်ကာလာ AMOLED ပေါ့နော်ဒီပြီးတော့ RAM စနစ်512GB ပါတော့ဗောနော်သူရဲ့မညံကတ်အားကတော့အကြိုက်ဂိမ်းတောင်းအကြိုက်3အပြာကဒေါင်းချင်တဲ့လူတွေဗာဒေါင်းချင်တဲ့ညဒေါင်းချင်အကုန်ဒေါင်းလို့ရတဲ့ဖုန်းမျိုးစင်ဒီဖုန်းပဲဗောနော်ပြီးတော့ 5G အားလေးလေးမြန်ဆိုအသုံးပြုလို့ရတယ်ကျွန်တော်သုံးတဲ့နေရာမှာဒီဂိမ်းကစားတဲ့နေရာမှာအထစ်တတို့ထပ်တတို့ရက်တတို့မရှိဗောနော်ပေါ့ပါလေးမြန်ဆိုတော့သုံးလို့ရတယ်ဒီကောင်ပြီးတော့နှစ်ချက်ပေါက်မပါဘူးထိုင်းစီအာသွင်းကြိုးထဲမှာနှစ်ချက်ပေါက်အသုံးပြုရတာဗောနော်ခုစလုံးအသုံးပြုရတယ်ဒီမှာဆောင်းပေါက်တော့နှလုံးပါတယ်မိုက်ခရိုဖုန်းပေါက်လည်းပါတယ်ကင်မရာရှစ်ကတော့ကြည့်တယ်ကြည့်ရင်ပြတ်သားမှုရှိတယ်အနောက်ကင်မရာကြည့်ရင်ပြတ်သားမှုရှိတယ်အရှိကင်မရာတော့ပုံမှန်လေးပဲဒီမှာကြိုက်ပေါ့ဆွတ်နေမှကျွန်တော်ဝင်တာ 5G ပေါ့ဒီကောင်ဒါရင်တည်းမရှိဘူး 5G ဖုန်းတော့ဒါဝယ်ကြည့်ပါဝယ်ချင်ကျွန်တော် review ကြည့်ပြီးတော့ဝယ်ပေါ့နော်တန်တဲ့ဈေးမလို့ကျွန်တော်ပြောလာမိတ်ဆက်ပြီးတော့ game သမားတွေအတွက်ဆိုရင်ကွက်တိပဲဒီကြော်ခုံးဆိုတော့လည်းဒီကောင်အစိမ့်မြတဲ့ကြော်ခုံးမျိုးတော့အရင်တော့ကြော်ခုံးမျိုးမဟုတ် game ကစားတဲ့နေရာမှာလည်းတအားကောင်းတယ်ပေါ့ပါမြန်ဆန်နဲ့တကယ်ကိုအသုံးပြုလို့ကောင်းတဲ့ဈေးတော်တဲ့ handphone Poco Xiaomi အမျိုးအစားတွေမှာပါတော့ Xiaomi ရဲ့ညီလို့ခေါ်တော့ဗောဒီကောင်တော့ Xiaomi ရဲ့ညီပေါ့နော် Poco ဆိုတာ